ကခေါ်တော့ရယူရတလေးအကျိတ်ဖို့ကျွန်တော်ရဲ့အပန်းဟာဦးရွှေရိုးလို့အများကခေါ်တော့ရယူရတလေးအကျိတ်ဖို့ကျွန်တော်ရဲ့အပန်းဟာဘူပါကျမလေးတော်မူပါတော်မူပါရှင်ကျမတော်မူပါအများကချစ်တယ်တော်မူပါတော်မူပါကျမလေးတော်မူပါတော်မူပါရှင်ကျမတော်မူပါအများကချစ်တယ်တော်မူပါညီမတလေးယူရမင်္ဂလာပွဲမှာဦးရွှေရိုးနဲ့တော်မူပါမလားကာလာသာမြတ်ကျိတ်ဦးစီလူကဝိုင်းကတည်နေတော့တော်မို့ခမည်းချိုးကဘာဖြစ်တာတော့ပြောစမ်းပါဟေးတော်မို့ခမည်းချိုးကဘာဖြစ်တာတော့ပြောစမ်းပါဗျာဒီလိုလာမျိုးခံစားရတာရွှေရိုးရင်ခုန်လိုက်တာဗျာဒီလိုလာမျိုးခံစားရတာရွှေရိုးရင်ခုန်လိုက်တာဗျာရွှေရိုးရကိုကိုရွှေရိုးရဒီမဂရမိုးလီကမိုးရဲမိုးလီဖြစ်ချင်နေတာရွှေရိုးရမောင်မောင်ရွှေရိုးရဒီမဂရမိုးလီကမိုးရဲမိုးလီဖြစ်ချင်နေတာမခံစားနှလုံးသားတွေအပြင်းကြီးကုန်ပြီမခံစားနှလုံးသားတွေအပြင်းကြီးကုန်ပြီမိုးရဲမိုးလီရမ်းရမ်းလှတော့ရွှေရိုးလုံးမချစ်ပန်းများကရှင်မီစရာရှင်မီစရာရွှေရိုးရကိုကိုရွှေရိုးရဘယ်လိုနိုင်မျိုးကြိုပြီးဘလို့ဖြစ်သွားလဲပြောစမ်းပါလို့ဆိုကိုကိုရွှေရိုးရမောင်မောင်ရွှေရိုးရဘယ်လိုနိုင်မျိုးကြိုပြီးဘလို့ဖြစ်သွားလဲပြောစမ်းပါကိုရွှေရိုးရဲ့မိုးရဲမိုးစုက hip hop you မင်းကမိုးရဲမိုးစုက hip hop you တော်ပါပြီကိုကိုရမော်ရဲမိုးဘွားဆွလို့လိုက်မှာဒီကကိုရွှေရိုးကတော်မူရဲ့တဲဆွေချစ်သူကမြမဆန်းပန်းရောဆန်းဆန်းရွှေရိုးတော်မူရဲ့နိုင်ကပဲလားဦးကျွေရိုးလို့အညာကခေါ်လို့ရယူရတလေးအကျိတ်ဖို့ကျွန်တော်ရဲ့ပပဟာဦးကျွေရိုးလို့အညာကခေါ်လို့ရယူရတလေးအကျိတ်ဖို့ကျွန်တော်ရဲ့ပပဟာတော်မူပါတော်မူပါတော်မူပါရှင်တော်မူပါအများကချစ်တယ်တော်မူပါ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 ရှင်အများကချစ်တယ်တော်မူပါညီမတလေးယူရမင်္ဂလာပွဲမှာဦးကျွေရိုးနဲ့တော်မို့ပါမလားကာလာသာမြတ်ကျိတ်ဦးစီလူကဝိုင်းကတည်နေတော့ဟေးတော်မို့ခမည်းချိုးကဘာဖြစ်တာတော့ပြောစမ်းပါဟေးတော်မို့ခမည်းချိုးကဘာဖြစ်တာတော့ပြောစမ်းပါဗျာဒီလိုလာမျိုးခံစားရတာရွှေဝင်းတွေခုန်လိုက်တာဗျာဒီလိုလာမျိုးခံစားရတာရွှေရိုးရင်တွေခုန်လိုက်တာဗျာရွှေရိုးရကိုကိုရွှေရိုးရဒီမမလာမိုးကြီးကမိုးရဲမိုးလီဖြစ်ချင်နေတာရွှေရိုးရမောင်မောင်ရွှေရိုးရဒီမမလာမိုးလီကမိုးရဲမိုးလီဖြစ်ချင်နေတာ ဒီမှာခံစားနှလုံးသားတွေအပြင်းကြီးကုန်ပြီရင်မှာခံစားနှလုံးသားတွေအပြင်းကြီးကုန်ပြီမော်ရဲမူလီရင်းရင်းလာတော့ရွှေရိုးပန်းများကရှင်မီစရာရှင်မီစရာကိုကိုရွှေရိုးရဘယ်လိုတိုင်းမျိုးချိုးပြီးဘလို့ဖြစ်သွားလဲပြောစမ်းပါကွာကိုကိုရွှေရိုးရကိုကိုရွှေရိုးရဘယ်လိုတိုင်းမျိုးချိုးပြီးဘလို့ဖြစ်သွားလဲပြောစမ်းပါကွာငါမော်ရဲမူစုကျုပ်ကဟောဖြိုမင်းကမော်ရဲမူစုကျုပ်ကဟေ့ဟောဖြိုတော်ပါပြီ